ကဗျာချစ်သူစာချစ်သူပေါင်းတို့မင်္ဂလာပါဒီနေ့ပတ်ပြမယ်ကဗျာလေးရဲ့ခေါင်းစဉ်နာမည်ကတော့နှစ်ကူးခါတကြံပဲဖြစ်ပါတယ်ဒီကဗျာလေးကကျမအတွက်ပေါ့နော်ဂျင်းမို့မျိုးဆက်သစ်ရင်မြင်ကဏ္ဍမှာနောက်ဆုံးပါခဲ့မှုတဲ့ကဗျာလေးပဲဖြစ်ပါတယ်ကျမအနေနဲ့ဆိုလို့ရှိရင်ဂျင်းမို့မျိုးဆက်သစ်ရင်မြင်ကဏ္ဍမှာကျမရေးတဲ့စာတူတပုတ်နဲ့ကဗျာရှစ်ပုတ်စုစုပေါင်း9ပုတ်ဖော်ပြခြင်းခံခဲ့ရပူပါတယ်ဒီနေ့ကဖတ်ပြတာလေးပေါ့နော်9ပုတ်မြောက်လေးရောက်ပြီဆိုတော့ရှေ့ကကျမရေးတဲ့ကြပြလေးတွေပေါ့နော်စသချင်းဖော်ပြခဲ့ရတဲ့ပကွက်ကြားနဲ့မိညီမစားလို့အခုနှစ်ကုခတကြံထိဓာတ်ပုံလေးတွေကိုလည်းဒီအတန်ဖိုင်လေးထဲမှာထည့်ပြီးတော့ဖော်ပြပေးထားပါတယ်ဒီ YouTube ဗီဒီယိုလေးထဲမှာပေါ့နော်ဒီအတန်ဖိုင်နဲ့အတူပေါ့နော်နှစ်ကုခတကြံရာသီဟောင်းလို့ပြာကြီးပြောင်းကတနစ်ကူးခဲ့ပြီအကျိုးထောက်တဲ့ရွှေဝါပရောက်ပြုတ်ကေတာပေါ်ရောက်အေးမြဖို့ရင်ဘေးကင်းမှုမှန်ပြန်ပက်ကြပန်နှစ်သိကူတဲ့အခါတကြံဒီပြာလေးကိုရေးခဲ့တဲ့ချိန်ကတကူလာမှာရှိတဲ့တကြံပွဲတော်အကြောင်းကိုတွေးပြီးတော့ရေးထားတာဖြစ်ပါတယ်တကူလာဟာကျမကျိုင်းတဲ့သက်ဆုံးလာရတီတွေကလာတလဖြစ်ပါတယ်တကြံပွဲတော်ဟာလေကျမတို့ရဲ့မြန်မာတွေရဲ့12လရာတီပွဲတော်တွေထဲမှာကျမကျိုင်းတဲ့သက်ဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်ကျမလူမျိုးပဲတကြံပွဲတော်ကိုကျိုင်းနေတက်ပြီးတော့တကူလာရာတီကိုကျိုင်းနေတက်သူများအနေနဲ့ဒီကြပြလေးကိုခန်းစားလာသိပေးကြပါအောင်လို့ပြောကြလိုပါတယ်နောက်နေ့များမှာလေနောက်ထပ်ကျမရေးထားတဲ့ကြပြလေးတွေကိုဖတ်ပြရင်းနဲ့ပြန်လည်ဆုံတွေ့ပါအောင်မယ်နောက်တော့ပြီးခဲ့ကြတဲ့သောတာရှင်ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်